လူကြီးရေချိုးရမယ်ဆိုရင်ဘယ်တွေရောက်သွားမှန်ကိုမသိပါဘူးဒီကလေးနှစ်ယောက်နဲ့ကျန်ကငယ်မရေအမလေးကြီးတော့ရေချိုးမလို့ခေါင်းလျှော်ရည်သွားဝယ်ကြံသွား အချိုပတ်ချံမေးလေမုံချားမမပိုးပေးတော့ကြီးတော့မုံချားမပေးခုမှတော့ဝယ်မပေးနိုင်ဘူးအမလေးအဲ့ဒါကြောင့်ညီကိုပြောတယ်အမြဲတမ်းမုံစားကြနေလားလူလဲကြည့်အောင်တော်တော်ဝနေပြီဟုတ်တယ်သွားဗျာအိတ်ထဲ1000တန်ယူခဲ့ခေါင်းလျှော်ရည်10တော့ဝယ်ခဲ့သွားဟင်းကြီးတော့လည်းခုခေတ်ပတ်ချံတစ်ထောင်နဲ့ဘာမှမရတော့ဘူးနော်မုံတော့100 200နဲ့ရတော့ဘူးအဲ့ဆိုကြီးတော့ပေးတမိတော့ဝယ်ပေးမယ်တမိတော့ဝယ်ပေးမယ်ကြီးတော့လေခေါင်းချော်ချဲတော့မကောက်ချက်ထုတ်တဲ့တွဲရအောင်ဝယ်ပေးမှာဟုတ်လို့လားစက်ကြောက်တော့ခဲကြီးရတာအမလေးတော်လိုက်ဝယ်ပေးမယ်တမိတော့ဆန်ပါယူဝယ်ပေးမယ်မလီတော်လိုက်တဲ့ငါတူမကြီးအားကိုလိုက်ရတာဟမ်အလကားဤဘောလုံးမဟုတ်တယ်အဲ့လိုမပြောပါနဲ့ကြီးတော့လည်းကြီးတော့ပတ်ချံတစ်ထောင်ပေးလိုက်နော်ခေါင်းချော်16တော့မကောက်ဝဲလာမယ်ကြီးတမီးကိုဘာဆုချမအောင်ပြောအမလေးညီးလာရအောင်ဝယ်ခဲ့ပါဟမ်စုချမယ်အဲ့ဆိုခုတောင်းဝဲမှာနော်မရပဲလို့တော့ဝချမ်းများသာမိမယ်တော်ရေးခုတောင်းဝဲမှာဟုတ်တယ်ကဲကုံဆုံးလည်းရတယ်နော်ဆိုင်လည်းအားပေးလို့ရတယ်ဟဲ့အားလို့လည်းဘာရှာရလဲသမီးခေါင်းချော်ရရရင်လို့ခေါင်းချော်တဲ့လို့ဆိုင်အိုတူပဲတင်နေဟဲ့အိုတူတတော်ပေါ်ရမုံပေးအော်ရမယ်သမီးရမယ်သမီးလေးရသမီးတဒီမှာမဟုတ်သမီးလေးချောလိုက်တာချစ်စရာလေဒီခေါင်းချော်ရဝယ်ခြင်းလို့ခေါင်းချော်လို့ဆိုင်အိုတူပဲတင်နေနော်သမီးဟိုမကြီးကခုနဘာရောင်ယူသွားစိမ်းရောင်ယူသွားတာသူကအစိမ်းရောင်ဆိုရင်သမီးကအပြာရောင်ပြာရောင်ဟုတ်မယ်အဝါရောင်အစိမ်းရောင်ဘာရောင်ယူမှာလဲဟုတ်လို့ရလေတမျိုးတည်းပဲဟိုအဝါရောင်မပေးတော့အဝါရောင်သိကြပြီနော်နေသိကြပြီရမယ်အဝါရောင်ရဟိုကခေါင်းစီကျိုးပေးခေါင်းစီကျိုးရမယ်ရောက်တမျိုးဘာတွေမှန်းအောင်မသိဘူးဘေးရောက်ရတာကောင်မလေးတွေလည်းကြောက်လိုက်တာဒီကလေဖြတ်တော့မှစောင့်နေရတာဟုတ်တယ်ဒီအခုခေါင်းချော်ချက်ထုတ်လို့ဝယ်ရဝယ်ရဟဲအိုတူလားအမလေးကြီးတော့ရမ်းကြိုက်တာလေငယ်လေးကကြီးတော့အိုတူခေါင်းလျှော်ပြီးလို့ရှိရင်အပြင်ထွက်တိုင်းအမလေးနောက်ကကလာသားတွေကအမြင်နဲ့လိုက်တော့ကျော်ရီဒီကကျော်တဲ့အိုတူခေါင်းချော်ရ16ထုတ်တမီးကပိုးတဲ့ပတ်စံလူများရဲ့လေမုံလည်းမရှာဘူးဒီကကြီးကခေါင်းလျှော်ပြီးတိုင်းခေါင်းရှိကိုခေါင်းစီကျိုးဝဲလာတာအမလေးတော်လိုက်တာငါတူမလေးဒါဆိုတော့တကယ်တော်သားပြီအကြီးမမုံကြီးအများရန်ဖားနေတာညီခန္ဓာကိုယ်လည်းကြည်အောင်ကွဲပြဲနေပြီတော်လိုက်တာငါတူမကြီးသမီးလည်းချက်ခိတ်တော့ညီခေါင်းမလျှော်ဘူးလားချော်ဦးသူမချော်ဦးကောင်းဘယ်လောက်ရှိပြီတော့ခေါင်းမလျှော်လားတိတ်မကြသေးပါဘူးကြီးကလည်းဟိုဟာလေးနှစ်ပတ်လောက်တော့ရှိပြီအမလေးဒီလောက်နေပူတာဖုံတလူနဲ့ခေါင်းမလျှော်ပဲနေနိုင်နေပေါ့နော်ဒီမှာဒီပါလားဟဲ့ကြီးမကိုညီမလေးကိုခေါင်းလျှော်ပေးလိုက်စမ်းချော်ပေးပါကြီးတော့သူကလည်းချော်တတ်နေရအောင်လျှော်ပေးလိုက်ပါဆိုနေမချော်ပေးငါလျှော်ပေးဆိုလျှော်ပေးလိုက်ဟုတ်တယ်ရောဒါကဲဟဲ့ကြီးမအမလေးအဲ့ဒါခေါင်းလျှော်နေရတော့မျက်စိမှာဒိုးပြီးလျှော်နေရများမှတ်နေလားမော်နိုနိုတို့ငယ်ငယ်လေးကတည်းကသုံးလာတဲ့အိုတူကောင်းချော်ရည်ကိုဒီနေ့အချိန်ကြီးဒေသတော်တာနဲ့ဝယ်ယူရရှိနိုင်ပါလေရှင်တခါချော်ရုံနဲ့အားပြည့်ကျန်းမာပြီးသပင်ကျွတ်သက်သာစေဖို့အိုတူသုံးကြစို့